မွေးနေမွေးရဲ့ကုသိုလ်ဆက်ကမပြတ်သိက္ခာလွန်ကျမ်းမာ၏မွေးနေမွေးရဲ့မှာကောင်းမှုပြုပေးတာကိုယ့်အတွက်ကျမ်းမာခြင်းနဲ့ချမ်းသာခြင်းအကျိုးဒီဟာလည်းပေးစီဖြစ်စေတယ်ဘာဖြစ်လို့လဲလို့မေးရင်ဦးဇင်းတို့တွေလူဘဝရတယ်လူဖြစ်တယ်ဆိုကြတဲ့ကကံကောင်းလို့ဟုတ်လားလူမဖြစ်ဘူးဆိုရင်ကံမကောင်းဘူးဆိုခွေးတွေနှွားတိရစ္ဆာန်တွေဖြစ်မှာပေါ့လူဖြစ်လာတာကံကောင်းလို့လူဖြစ်ကြတာဒါပေမဲ့လို့ကံကဘလောက်ပါတယ်လဲလို့မေးရင်ဘယ်သူမှမသိဘူးဟုတ်လားအေးဘလောက်ပါတယ်လဲမေးရင်လူဘဝရောက်စေနိုင်တဲ့ကံကတော့ပါလာတာမှန်တယ်ဒါပေမဲ့လူဘဝမှာဘလောက်အသက်ရှိရှိကျန်းကျန်းမာမာချမ်းချမ်းသာသာနေရမယ်ဆိုတော့ကံဘလောက်ပါတယ်လဲဆိုတာမသိဘူးအဲ့လိုမသိတဲ့အတွက်ဒါကြောင့်ဟိုဘဝကလူဘဝရောက်စေနိုင်တဲ့ကံကိုယခုလူဘဝရောက်နေတဲ့အခါမှာပြစ္ဆုတ်ပံကံနဲ့ပေါင်းပြီးတော့ပေးရတာဟုတ်ပြီလားမွေးနေမွေးရဲ့ကုသိုလ်ဆက်ဆိုတာအဲ့လိုဆက်ပေးရတာအဲ့ဒါမှမပြတ်ချမ်းသာပြီးတော့မပြတ်လဲပဲကျမ်းမာတာနားလည်တယ်နော်